စောကောင်ကြကသူ့ရဲ့လက်အငတ်သားကိုဇက်ပန်ကိုတိုက်ခဲ့ဖို့မေးပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာဇက်ပန်ကသူတို့နှစ်ယောက်ကိုကြောပေးထားတဲ့ဆိုပြီးပြလိုက်တဲ့စကားကြောင့်စောကောင်ကြကသူ့ရဲ့လက်အငတ်သားကိုလှဆုခံလိုက်ပါတယ်။ဇက်ပန်ကသူတို့နှစ်ယောက်ကိုသာစောကောင်ကြကိုပေးလိုက်မှဆိုရင်ကျွေးရဲ့နာကနဲ့ပတ်သက်ပြီးအမခံနိုင်လား။အဲ့ဒီစကားကြောင့်စောကောင်ကြကအော်သွားပြီးဖာတိုလင်ကတော့ဇက်ပန်ကိုသူရဲ့ဘွက်ကြော်တဲ့ကောင်သူပြီးအော်ဆဲနေခဲ့ပါတယ်။ဇက်ပန်ဘာဖြစ်လို့တစ္ဆာဖွဲရတာလဲ။ခင်ဗျားကရောဘာဖြစ်လို့လော်မျိုးနယ်ကိုတစ္ဆာဖွဲရတာလဲဆိုတာဒီလေသိချင်မိတယ်ဆိုပြီးပြောပြီးတော့ဇက်ပန်ကအခုလော်မျိုးနယ်ကချွတ်ချွတ်နေပြီဖြစ်တာကြောင့်ကြားတဲ့အားနဲ့ဆိုရင်ဘလုံးဝပတိစောဖို့ဖြစ်နိုင်ဘူး။ဒါကြောင့်သူတို့ရဲ့တက်ထက်ဆိုင်ကျွေးရဲ့တက်ကပို့ပြီးတော့ဖိုးတန်တဲ့ဆိုတာသူတို့ကဒီကျွေးရဲ့ဆုမှရှိပြီးစောကောင်ကြကဇက်ပန်ကိုယုံတဝက်မယုံတဝက်နဲ့အတူထွက်လာခဲ့ပါတယ်။တင်နေရရောက်တော့ဇက်မကရဲရဲတာကြောင့်ဘာဖြစ်လို့ရဲရဲတာလဲသူတို့ကဒီမှာလားဆိုပြီးစောကောင်ကြကမေးပါတယ်။ဇက်ပန်ကလည်းကျိုးခင်ဗျားကိုဒီလန်ကခေါ်လာတာခင်ဗျားတို့ကိုဒီလန်ပို့ဖို့ဆိုပြီးဇက်ပန်ကသူ့ရဲ့စီရင်ကိုတက်တက်လိုက်တာကြောင့်မြူတွေကနီရဖြစ်ပြလဲသွားပြီးတရပြီးတရပြုတ်ချင်းမလားပြုတ်တော့ခဲ့ပါတယ်။တပည့်မှာတော့ဒေါ်ရင်ရှန်ကစီရင်ကိုမှန်မှန်တာနဲ့ထိကျွနေပြီးတို့တာဘာဆက်လို့ရမလဲဆိုပြီးမိလိုက်တာကြောင့်ဇက်မကသူမရဲ့လက်ကိုကင်ပြီးသူ့ရဲ့ထီးကစီရင်ကိုတက်တက်နေတာကြောင့်တတိထထတဲ့ခါမှာတော့ဆောင်းကကြရဲ့လူတွေကိုတရပြီးတရကိုတပ်ပစ်နေခဲ့ပါတယ်။ဆောင်းကကြလည်းရတဲ့ခါမှာသူကမင်းကတက်ကယ်ဘယ်လိုလဲဆိုပြီးမိနေခဲ့ပါတယ်။ပြီးရှင်တော့ငရဲရောက်တဲ့ခါကျရင်ငရဲမင်းကိုမကြည့်လိုက်ဆိုပြီးဆောင်းကကြတော့တစ်ဖက်လုံးတုတ်တင်ခံလိုက်ရပါတယ်။ဇက်မကဆောင်းကကြတော့တစ်ဖက်လုံးကိုတုတ်တင်ပြီးနောက်မှာသူတို့တစ်ဖက်လုံးကိုတုတ်တင်လိုက်တဲ့တစီဝိညာဉ်တွေကိုဆွမ်းအားဖြင့်ဆိုယူလိုက်ပါတယ်။အဲ့ဒါကြောင့်ဆွမ်းအားတွေကတဟုန်ထိုးမြင့်တက်လာပြီးအစစ်9အစစ်8အစစ်9ပြီးတော့ဆွမ်းအားစူးစီးမှုစိတ်ကိုတခါတည်းရရှိသွားခဲ့ပါတယ်။ဖာတိုလင်ကဇုံးမစီရက်လာပြီးခုနကထင်မှပြီးအော်ဆက်ခမိတာတွေအတွက်တော့ဝနေပြီးတော့ဇုံးမတာမကျင်တတ်သေးဘူးဆိုရင်သူ့ရဲ့ခေါင်းမကပြေးနိုင်တယ်ဆိုပြီးပြောရတဲ့ကြောင့်ဖာတိုလင်ရဲ့တိတ်ဆွရှိမှုကိုဇုံးမကလေးစောသွားပြီးသူ့ရဲ့တိပိတာဒီလိုတိတ်ဆရှိခဲ့မှဆိုရင်သက်ဖို့ခံရမှာမဟုတ်ဘူးဆိုပြီးတွေးနေခဲ့ပါတယ်။ဇုံးမကလည်းဖာတိုလင်သူ့ကိုအော်ဆက်ခရချင်းကဗမင်းနယ်ကိုတိတ်ဆရှိတဲ့စိတ်ကြောင့်မလို့ဘွေမယူခဲ့ပါဘူး။ပြီးတော့ဇုံးပန်ကတကယ်မှလည်းခုကအန်နေမရှိတော့တာမလို့ဘာဆက်လို့ကြမလဲဆိုပြီးမိလိုက်တဲ့အခါမှာဖာတိုလင်ကဒီခကြီးကတခင်မလေးချမ်းမီတော်သူခော့ဆာရဲ့သားနဲ့လက်ထပ်ဖို့အတွက်ဖာမျိုးကိုတွန်းနေတာလေမင်းလည်းသိပါတယ်ဇောပန်ရဲ့တွေ့ထဲမှာတော့ဇောရင်ချမ်းသာချမ်းမီနယ်ကကောင်းတဲ့လက်ထက်လိုက်မဲ့ဆိုရင်ဥမာခံစားနေရတဲ့မောင်လို့သားပြောက်တော့မဲ့ဆိုရင်သူလည်းလလာတော့မဲ့ဆိုပြီးသူကချမ်းမီနယ်ကိုတွားလိုက်ပါတယ်ဒီနေရာမှာတော့ဘေကမှမတည့်ကောင်ကစောကန်ကျသူလွန်မင်းနယ်ကိုတက်ခဲ့တာအောင်မြင်ရလားဆိုပြီးမင်းနေပြီးတော့တင်းပူတဲ့သူကလည်းစောကန်ကျသူကကြာရှုံးသွားပြီးလွန်မင်းနယ်ကသူတွေကတော့အခုချိန်မှာဖာမျိုးကိုရင်းနေလို့တဲ့ဆိုပြီးပြလိုက်ပါတယ်သူတို့ကိုဆွေးထားလိုက်ဆိုပြီးနောက်သူကတော့ကုမာဝင်ရင်းနဲ့ဖိုးကြီးတီကိုတွားလိုက်ပြီးဆရာလို့ခေါ်လိုက်ပါတယ်ဆရာရဲ့တငယ်ချင်းဟောင်းကြီးဆရာကိုဆွမ်းနေလို့ပြီဆိုတာဆရာလည်းရင်းမိပါဖေလူချောင်းကိုသာရပြီးရင်ဆရာရဲ့တငယ်ချင်းနဲ့ပြန်သိအောင်လုပ်ပေးမယ်ဆိုပြီးညီမနေခဲ့ပါတယ်ကြည့်ရတာတော့ဒီဘက်ကသူ့ရဲ့ဆရာကိုတခုလို့ထားတာပဲဖြစ်မယ်အဲ့ဒါကြောင့်ဖိုးကြီးကဘာစကားမှပြန်ပြောနိုင်ပဲနဲ့တော်ထွက်တဲ့ကြီးနေရချင်းဖြစ်ပါတယ်စဘာတို့ဖာမျိုးကိုရောက်တဲ့ခါမှာတော့လွန်မြင့်တွေကတခင်မလေးနဲ့တခင်လေးကလက်ထပ်ပို့တဲ့ချင်းမျိုးတွေကိုရင်သွားနေကြပြီးစဘာနဲ့ဖာတိုလင်တို့ကတော့မြို့ထက်မှာလှည့်လည်သွားနေကြရင်မေးတယောက်ကကျရသမားစီကကြောက်ကိုအတူတူပြီးပြောတာကြောင့်ကျရသမားနဲ့ညီးပွားနေခဲ့ပါတယ်အဲ့ဒီနေရာကိုလည်းစဘာကရောက်လာပြီးအဖိုးကြီးခင်ဗျားရဲ့ဟာအတူကြီးဟမ်အတူကြီးဆိုတာတက်တိပြဖို့ကျုံမှနှီးလိုက်ရှိတယ်ဖိုးကြီးဒီကမိကလေးပြောတာမှလည်းခင်ဗျားရဲ့ကြောက်စေးကအတူကြီးဖိုးကြီးကလည်းလေးပုံမှာဆိုလို့ဒီကဆောက်ကလေးပြောတာကိုမယုံနဲ့ဒီကြောက်စေးကဆိတ်ဆူပြီးဖိဖိညင်းနေခဲ့ပါတယ်ဖိုးကြီးဒါကလူတိုင်းရှာသိနိုင်တဲ့အရေးတစ်မျိုးပဲကျစိတ်တာဆဲလာတူလာသိချင်နေဆိုရင်ဒီထက်ကိုထက်လိုက်ဖိုးကြီးကလည်းရီထဲကိုထက်လိုက်တဲ့အချိန်မှာကျစိတ်ကရေကားရုံတွေကျွတ်သွားပြီးသူ့ဖြစ်နေတာကိုသိလိုက်ရပါတယ်ဖိုးကြီးကကြောက်တူးတွေရောင်းတာကိုသိရတဲ့ခါမှာတော့မြို့သူမြို့သားတွေကဖိုးကြီးကိုကြောက်ခနဲ့ပြပေါ်နေတာကြောင့်ဖေးကြောင်ထပ်ပြနေရပြီးစိုင်းလိုက်ပါခွေးကောင်လေးမင်းကငါလှုံပေးဘူးကွာဆိုပြီးစပန်ကိုအော်ဆန်းနေခဲ့ပါတယ်ခုနကမိကလေးကတခင်လေးကတကယ်တော့တာပဲဒီမကကြောက်စိတ်ကိုတူးဆိုတာပဲတီးပြီးတော့တက်တယ်ဘလို့ပြမှမသိတာကြောင့်အခုလိုကညီပြတဲ့အတွက်စပန်ကိုချီးတင်လိုက်ပါတယ်မိကလေးခုနကကြောက်စိတ်ကိုလူချင်းလွတ်လာဝင်းရင်ကျတော့တူတူပဲတန်တယ်ဆိုပေမဲ့လည်းပေါ့မလိုပါဘူးသူမကကြောက်စိတ်ကိုတူလာဆက်လာပဲသိချင်တာဆိုပြီးထွက်သွားခဲ့ပါတယ်ဒီမိကလေးရဲ့မျိုးလုံးတွေကဆူချတာပဲစပန်ကဖတ်တလင်းစီမှာဝင်းရင်ကျတော့ဆက်တုံးကိုချိပြီးတော့ခုနကကြောက်တူရောင်းတဲ့ဖူးကြီးစီရောက်လာခဲ့ပါတယ်ဖူးကြီးနောက်ဆိုတော့ခင်ဗျားကိုရှာသွေးပြီမင်းကငါ့ကိုရှာနေတယ်ဆိုတော့မင်းကတေချင်လို့လားဖူးကြီးခင်ဗျားကြောက်တူကိုရောက်ပါလားဝင်းရင်ကျတော့ဆက်တုံးပေးမယ်လေဘယ်လိုလဲဖူးကြီးကလည်းတရားဝင်ပြီးတော့ဒီကြောက်တူကခုနကမိကလေးပြောတယ်လို့ပဲဝင်းရင်ကျတော့တူတူပဲတန်တယ်လေစပန်ကလည်းဒါကသူ့ဆွေမဲ့တူးတွဲတော့တုံးဝင်ပြီးသူ့ရဲ့ထက်မှဆိုရင်ဇေကရာကရနဲ့ဆိုပြီးပြလိုက်ပါတယ်ဖိုးကြီးကမင်းပြောတာကနောက်ထပ်လို့ကောပါတယ်ဒါပေမဲ့မင်းခုနကလုပ်ခဲ့တာတွေအတွက်ငါဘယ်လိုဆက်ချွတ်တာလဲမင်းသိလားဒါကြောင့်ဆက်သူကနဲလုံးတယ်ဘယ်လိုလုပ်ချင်လဲမင်းရဲ့တက်လို့ချင်တာကွာဆိုပြီးသူ့ရဲ့လူတွေကိုဇက်ပံကိုတာဖို့ခံလိုက်ပါတယ်ဇက်ပံကလည်းကိုယ်တည်တွင်ကူလူတာပဲဆိုကတက်ခဲဖို့လာတဲ့သူအလုံးကိုခဏလေးနဲ့ရှင်းပြလိုက်ပြီးကျော်သူကိုယူကထွက်လာခဲ့ပါတယ်ဇက်ပံကတက်ကုတ်ခန်းကိုပြန်ရောက်လာပြီးဖတ်တလေကိုအပြင်မှာဆောက်စီခဲ့ပြီးဘသူကမှမဝင်လာခဲ့ဖို့မှာခဲ့ပါတယ်အဲ့ဒီကျော်သူကထူးခြားနေတာကြောင့်အဲ့ဒီကျော်သူကိုဇက်ပံကဆက်ကြည့်တဲ့အခါမှာမထင်ပါပဲတန်တာရီကတွေးရဖြစ်နေခဲ့ပါတယ်